တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်တရားနာယူရဲ့အချိန်ရောက်ရှိလာပါပြီလူဖြစ်တယ်မဖြစ်တယ်ဆိုတော့ကြာဝေဖန်ကြလို့သောပိုင်းမှာပြောချင်ပါတယ်နော်ဟုတ်ပါပြီကိုယ့်ကိုယ်လူဖြစ်တယ်မလူမဖြစ်ဘူးဆိုတော့ကြာကိုယ့်ကိုယ်ဝေဖန်တဲ့ဉာဏ်လေးဆရာဘုန်းကြီးကပေးပါမယ်ကိုယ့်ကိုယ်ဝေဖန်တဲ့ဉာဏ်ကဘယ်ဉာဏ်ပါလိမ့်မလဲလို့မေးထုတ်တော့ခန္ဓာကိုယ်ကြီးကခန္ဓာ၅ပါးရှိခန္ဓာကိုယ်ကြီးကိုကြည့်လိုက်တဲ့အခါကျတော့ဘယ်ဟာလေးကြည့်လိုက်ယုတ်တရားကြည့်လိုက်လဲဖြစ်မှုပြတ်မှုပဲရှိဝေဒနာကြည့်လိုက်လဲဖြစ်မှုပြတ်မှုပဲရှိသင်ညာဆိုတဲ့မှတ်သားမှုလေးကြည့်လိုက်ပြန်လဲဖြစ်မှုပြတ်မှုပဲရှိသင်္ခါရဆိုတဲ့စေတနာလေးဗရာလေးတွေကြည့်လိုက်ပြန်လဲဖြစ်မှုပြတ်မှုပဲရှိဘယ်စိတ်ပေါ်ခြင်းတဲ့စိတ်အာယုံတော်ရတိုက်ဆိုင်လို့ပေါ်ပြန်လဲဖြစ်မှုပြတ်မှုပဲပေါ်ပြီးပြတ်တာအဲ့ဒါလေးတွေကိုမြင်လို့ဒါဒီခန္ဓာရှိကဖြစ်ပြပဲမိမိညာကကြည့်ကလည်းဖြစ်ပြကြည့်လို့ဖြစ်ပြသိတာပဲဆိုပြီးဒီကာလနေကြမယ်ဆိုရင်ဖြင့်မျက်စိနှကွန်းအလင်းရတယ်ကိုမှတ်လိုက်ပါမျက်စိနှကွန်းရှိတော့ရှိတာပဲဗျာလို့ရတော့မိဘရိုးရမျက်လုံးကြီးနဲ့သာကြည့်နေရတော့တတိယများပေးတဲ့မျက်လုံးကမကြည့်ရပဲဖြစ်နေတော့တတိယတော့ဖြင့်ရှိပင်ရှင်ရဆိုတော့မမြင်ပဲနဲ့သားမှသမီးမှဆွေးမှမျိုးမှနဲ့ပဲချင်းကုန်ပြီးဒီကလာသေဆုံးသွားကြမယ်ဆိုလို့ရှိရင်ဖြင့်မွေတွေကအကန်းလေးမွေလာပြီးသေးတော့အကန်းလေးဖောင်းတဲ့ရောက်ရဲ့ပိတ်နဲ့နာမွေတော့ကပါပါလိမ့်မယ်ဖောင်းလဲသွားတော့ဒါကြောင့်ဘုရားကအန္တဘုဒ္ဓဇင်ကန်းတဲ့ဘုဒ္ဓဇင်ကွာဥမ္မတကဘုဒ္ဓဇင်ကွာယူရဲ့ဘုဒ္ဓဇင်ကွာဒါပြန်လေဓမ္မတို့ဘာနဲ့တူပါသလဲလုံးတော့မဲတဲ့ခါကျတော့တီကောင်များမျက်လုံးမပါငွေတွေမျက်လုံးမပါဘဲနဲ့သွားပြီးဒီကလာသေမိသေးရသူများပြသက်သေးတော်ကောင်ကြောက်ကြရရှင်းကြရတော်ကောင်သေကြချတယ်ဆိုတော့အကန်းလေးဝေးမို့အကန်းသွားမိသွားရသွားအကန်းလေးပြီးဒီကလာဇန်ဆုံးရလေရဲ့ဆိုလို့ကျင်တယ်ဒီကောင်ပေါ်မှာဒီတိုင်းပြောဖို့လေဒီမှာလည်းဘုန်းကြီးတွေကဓမ္မတွေမှာဆရာဘုန်းကြီးပေးတဲ့မျက်လုံးကိုတက်ပြီးမကြည့်ဘုရားပေးတဲ့မျက်လုံးကိုတက်ပြီးမကြည့်ဘဲနဲ့သားလေးမှသမီးလေးမှမိမိကိုယ်မှတကယ်မိမိကိုယ်ပဲလို့ထင်ပြီးကြလားပြမှုပြမှုတွေမမြင်မဲနဲ့သေသွားရမယ်ဆိုရင်ဖြင့်ဘုန်းကြီးကဒီကောင်မှတိရစ္ဆာန်သွားတာတိရစ္ဆာန်သွားတယ်သေတော့အဲ့ဒါကြောင့်ဓမ္မတို့ပုဂ္ဂိုလ်ကိုသေသေးချာချာဝေဖန်ကြည့်တော့မှဖြစ်တဲ့လက္ခဏာရဲ့၃ပါးနိစ္စဒုက္ခအနတ္တဆိုရရှိတယ်ဖြစ်ပြပါတော့ပေါင်းလိုက်တော့အဲ့ဒါမသိဘဲနဲ့ဓမ္မတွေသိမယ်ဆိုလို့ရှိရင်တိရစ္ဆာန်လေးမွေးတိရစ္ဆာန်လေးသက်ရှည်နေတယ်တိရစ္ဆာန်လေးသေသွားလေရဲ့ဆိုလို့ရှိရင်တကယ်ကြွယ်မငင်းနဲ့တော့နော်ဒီတိုင်းပြန်သွားပဲအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေပါတဲ့ဒီအမြင်မှန်လေးရလို့ဖြင့်ကြိုးစားချက်သံပါဆိုတာတိုက်တွန်းရခန္ဓာကိုယ်ရဲ့ဖြစ်ပြီးပြတဲ့ဥဒိယဝေယရှိပါတယ်ဥဒိယဝေယရှိတာကိုဥရိယဝေယသိတဲ့ဉာဏ်လေးနဲ့သိကြမယ်ဥရိယဝေယမုန်းတဲ့ဉာဏ်လေးနဲ့သိကြမယ်ဥရိယဝေယထုံးတဲ့ဉာဏ်လေးနဲ့သိကြမယ်လို့အခုပြောတဲ့စကားသုံးလုံးကိုဓမ္မတွေဒီဥရိယဝေယထုံးနဲ့သိကြမယ်ဆိုရင်ဖြင့်ဘုရားကံဝေညာဆိုလေအလယ်တိုင်းမှာမျက်စိနဲ့ကွယ်ညာမျက်စိအလင်းရသွားသိတဲ့ခါကျလို့ရှိရင်ဖြင့်အသေးကောင်းပဲအလင်းရပြီးဒီကလာသေသွားတဲ့အတွက်အပေလေးပါပြန်မလာရသေးဘူးလို့ဆိုတဲ့အိဗေဟာသေချာသက်ရောက်ပါလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဒီတရားမျိုးရှားလဲရှားတော့ကျိုးလဲကျိုးစားပြီးဒီကလာဓမ္မကလည်းအလင်းရတဲ့တရားပါလားဓမ္မကလည်းအမြင်မှန်ပါလားဆိုပြီးဒီကလာဓမ္မတို့ကိုယ်ရှိနေကိုယ်ခန္ဓာရှိနေကိုယ်ညာအသိကိုဒါပဲတက်အောင်ကြည့်စမ်းပါကိုယ်ခန္ဓာရှိနေကိုယ်ညာအသိနဲ့
ဘုရားကိုကြိုက်အောင်ကြည့်လိုက်ပြီဓမ္မဖြင့်တရားဓမ္မတို့ကိုယ်ခန္ဓာကြီးကိုတကယ်ရှိကိုတကယ်ညာနဲ့သိပြီဓမ္မဖြင့်အမှန်သိဖြစ်ပါအဲ့ဒီကြတော့မှသမာဓိဋ္ဌိမျက်လုံးဖြစ်သမာဓိဋ္ဌိမျက်လုံးဖြစ်ပြီးဒီကရလာတော့သမာသင်္ကပ္ပမျက်မှန်ကောင်းရတယ်သမာဓိဋ္ဌိမျက်လုံးနဲ့မြင်တာသမာဓိသမာဓိသမာဝါယမဆိုတဲ့မဲ့ခင်သုံးပါအကူအညီနဲ့ရိယာမျက်လုံးဖြင့်သုံးဖို့မဆိုနိုင်ဘူးအဲ့ဒီတော့ရိယာမျက်လုံးနဲ့သုံးပြီးဒီကလာဂိုင်းသူများမမြင်တဲ့နိဗ္ဗာန်ကိုပဲဖြစ်ဖြစ်အဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုမြင်ပြီးသေးရမယ်ဆိုတော့ဓမ္မကိုပြုံးပြီးသေးတာနိသေးရတယ်မျက်မှောက်လို့ချင်းဒီအမြင်မှမရဘဲနဲ့ဇုံလုံးကားလေးသေကြတော့မယ်ဆိုလို့ချင်းဖြင့်တဲ့ဒီကနေ့ကြတယ်တော့နမိတ်တွေကဘယ်နဲ့ကြည်သေးချင်းလို့ချင်းနေရမိတွေမြင်လို့မြင်တော့တွေတောင်တွေ၆တွေယာကြီးတွေချင်းချင်းငါဖြင့်အနေမနေခဲ့တဲ့အတွက်အသေးမဖြင့်သိရပြီဆိုပြီးကြလာတရားဓမ္မကံလိုက်ကြောက်လိုက်ညီလိုက်ညူလိုက်အော်လိုက်ကဲပါအောင်ယူပါအောင်မကဲနိုင်ကြတော့ဘူးလားမယူနိုင်ကြတော့ဘူးလားဆိုတဲ့ကြောက်လုံးလာလုံးနဲ့ပြေးသွားမျက်စိနဲ့ကွာလည်းမရပြီဒီမှာပြင်ကြောက်လုံးနဲ့ရလန်လုံးနဲ့သေးတော့မဲ့သေးသေးရပဲဆိုတာဘုရားကလည်းဟောခဲ့ဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေပြုံးလေလေးတည်သွားတဲ့ခါကြလို့ရှိရင်ဖြင့်တဲ့ဟောသူတော်ကောင်းကိုပြုံးနိုင်တာပဲပြုံးနိုင်ပါပဲမလေးတန်ရပြန်တော့လေနိဗ္ဗာန်မြင်တယ်မလေးတန်မရပြန်တော့လေပုဂ္ဂတိကနေနိဗ္ဗာန်ကူးမှဖြစ်လေသောကြောင့်ပုဂ္ဂတိတပိတ်တွေမြန်ဟောငါဒီအနေကောင်းနေကြလို့အသေးကောင်းပြန်သေးရတော့ဆိုပြီးပြုံးချက်ဒီနေ့အပြန်လည်းမြေအိုးတွေစွန့်ပြီးကျွေးအိုးတွေဝရမှာဖြစ်သောကြောင့်လည်းပြုံးချက်အဲ့ဒါရောက်ဘုရားကံကရုဏာကြီးဒီအကျဉ်းပေါင်း1992ကြိမ်တိုင်းတိုင်းဒါရကဥပဒနာရှုကြမာပမာဒထမေ့လျော့ဘောဆိုင်မနေလိုက်ကြနှင့်ပိဿာသေးအညောင်ဆုံးလျောင်းဆက်တဲ့အခါကာလကြမှာဝိပရိသရိနာနှလုံးမသာအချင်းရှိကြကုန်သည်မာဟုဝတ္ထမဖြစ်ကြကုန်နှင့်တရားဤဆိုခဲ့တဲ့တရားစီဝေါတုံမာကံသင်္ချေသားတို့ဟာမာကံနာပြည့်အနုသာဂတိအကြီးကျယ်ဆုံးဆုံးမခြင်းပါပေသည်ဆိုတာအချိန်မှ1992တိမှာဥပဒနာရှုကြကွာဥပဒနာရှုကြကွာမဲ့တဲ့တရားတွေမကွာဝိပဿနာမရှိရင်မဲ့တဲ့တရားတွေမယ်ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေကအခုတွေ့တဲ့အာယုံလေးတွေကိုအဟုတ်ချင်မနေပါအခုတွေ့တဲ့အာယုံလေးတွေသားလေးငယ်လေးသမီးလေးလူသားမြောက်သေးအပူတွေမလုပ်ပါနဲ့ခင်ဗျားတို့ကဲမဲ့ယူမဲ့ယူမဟုတ်ပါဘူးခင်ဗျားတို့ရန်သူကြီးစားတွေပါရန်သူကြီးစားကိုခင်ဗျားတို့ကဒါလေးကိုဝေဘပိလာလို့ဒီဗမြရင်လေတို့ခမရတို့ယူရလေလေမိဘဝတရားတဲ့ပို့ပြီးတကလားယူရလေလေသေခြင်းကိုသေဖို့အထုလေလေပဲကြောက်စရာမကောင်းဘူးအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအခုအချိန်လေးဆရာမောင်းနဲ့တွေ့လို့မပေါ့လိုက်နဲ့နော်ပေါ့လိုက်ပြီဆိုမှဖြင့်ဘုန်းကြီးပြောပြဓမ္မတွေသေကံနေငရနမိတ်တွေကထင်းတော့ထင်းလာတဲ့နမိတ်တွေငရဲရောက်သွားငရဲရောက်သွားပြီဆိုရင်ငရဲသက်ကိုယဟန်တစ်ပါးကမေးငရဲသက်ဟာတခါကြဘယ်တော့ကြာပါလိမ့်မလို့ဗျာငါမပြောနိုင်ဘူးကွာမသိလို့လားလို့မေးတော့သိပါရဲ့တဲ့ရှည်လုံးလို့မပြောနိုင်ဓမ္မတွေတစ်ချက်တည်းရင်ပြန်တက်ဖို့ရှိသေးမဆိုးပါဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့ကအသိဉာဏ်သမင်ညတယ်လို့တိုက်ကြီးတယ်လို့ကားစီတယ်စိန်တွေတွေဝန်းရန်လို့ဘုံလေးကြီးတွေဖွင့်ပြီးစီကြီးတွေနဲ့ဘုံငွေတက်ကြီးရမနာကောင်းနေရင်ခင်ဗျားတို့ကဟောကျိုးပေးတန်လိုက်တာဘယ်ဟုတ်လဲလောကီကျိုးပေးတော့ကန္တာဘောလောကုတ္တရာဘက်ကမဉ္ဇဉ်ပုံညာတားနေတာလောကုတ္တရာဘက်ကကြည့်လိုက်တော့မဉ္ဇဉ်ပုံညာတားနေတယ်ဆိုတော့ဘယ်လိုပါတကားကပွင့်ကျမ်းပါအဲ့ဒါဒကာကျွယ်လာဒီအဖိုးရင်းလို့အဖိုးဟုတ်တယ်မဟုတ်တယ်ဒကာဓမ္မတို့ဒီပစ္စည်းတွေဒီဘက်က300လောက်ပုံထားဒီဘက်က300လောက်ပုံထားကြားတဲ့မမကြည့်တော့မှဒီပစ္စည်းတွေရေတခုလာပြီးတဲ့ကရင်ထဲပူနေတာအေးအောင်လည်းမတတ်ဘူး
အနာတတ်တာကိုဘာမှမတတ်နိုင်ဘူးဆိုကြပါဘူးအဲ့တော့မတတ်နိုင်တော့မတတ်နိုင်တဲ့တွေကပြောတော့ကြာပြီးစုဆောင်းနေသလားလို့မဲလို့ရှင်းဖြင့်ရှင်ဗျာမှားနေတာပဲအဖြစ်မထွက်ရအဲ့တော့ဒီပါးတဲ့ကိုလည်းမှားတာတော့မသိခင်ကမှားတာမှားကြပါလေတော့မသိတဲ့လူကမှားမြဲပဲမှားပြီးသိတဲ့အချိန်မှာမှားတဲ့မှာရှင်းစီနေမှားပြီးသိတဲ့အချိန်မှာအခုဒီကဓမ္မတွေကဘုန်းကြီးအမြဲတွန်းတယ်လည်းမောင်းမေပါနဲ့ဘုန်းကြီးစိတ်ထားပြီးဒီကလာပြောတယ်လို့လည်းခင်ဗျားတို့ကအပြတ်မပြတ်ပါနဲ့ခင်ဗျားတို့အကျိုးသက်သက်ကိုပြောတာလို့ကမှတ်ပြီးနားထောင်ပါအဲ့ဒါပြပြန်တော့လေအလုပ်တွေကဗျာကျဲတော့အသိရှိသိမ့်ခဲ့နေပြီဆိုတော့ဩသေကံကြီးတော့တကယ်တရားတော့ခန့်နေပြီကြုံမသေးရစီနေအောင်ဆိုလို့ရတယ်မရပါဘူးအဲ့ဒီအပူတွေကိုလည်းမသုံးပါသိကြည့်လိုက်တာပါသေကဒီပစ္စည်းတွေကမပြင်းပြသေးလို့စင်းမချုပ်အင်းမချုပ်နဲ့ရှင်းနေသေးလို့ကျုပ်ထိုင်းခွင့်ပေးပါအောင်လို့ရမရပါဘူးဒါကြောင့်ငါတို့တွေကလည်းဆိုရင်ကိုယ်စားရအားထားရဆိုလို့ရှိရင်သူတို့နဲ့လွဲလွဲဆောင်ပေးပြီးသေမင်းတားနိုင်ဖို့ဝတ္တရားရှိပါတယ်ယခုတော့ဒီလိုဖြစ်နိုင်ရလားမဖြစ်ပါဘူးအဲ့ဒါကြောင့်ဒကာဓမ္မတို့ခင်ဗျားတို့ဒီဘုရားအဝိဇ္ဇာကဘုံတော့မဲ့လို့ပါခင်ဗျားတို့ရွှေတည်းကြီးတွေစัจ java မင်းကြီးတွေမန္တမင်းကြီးတွေဖြစ်ဘူးလားပါဘူးနိဗ္ဗာန်တော့ပြန်မရခဲ့တာအမှန်ပဲယခုတော့ပြန်ဒကာဓမ္မတွေခန္ဓာကိုယ်ကြီးကဒီလာကြတယ်မှန်လေလာတော့မျိုးပဲလာဝေးကဘယ်လာကြအတုပခန္ဓာကြီးထမ်းပြီးလာကြမသိခင်ကြတယ်ပြန်တော့မှဘာထမ်းကြညာဩခမရတို့တော့ဖြင့်သွားနိုင်လေလို့လာနိုင်လေလို့တော်သေးတယ်လို့အောင်းမိတော့ကိုအရိယာမျိုးလုံးတိုက်ပြလိုက်တော့အတုပတွေထမ်းပြီးလာခဲ့တယ်အတုပတွေထမ်းပြီးနောက်ဘဝတွေဒီလိုလေးပြည့်အောင်မယ်ဆိုလို့ရှိရင်သူကောင်တန်းလောကဘဝဖြစ်မှာကိုလူရည်တွေ့ရမမြင်သေးပါမြတ်တော်ဒသနာသနာလာမှာသူကောင်တန်းကိုအောင်းမဲ့ဆိုတော့သူများခန်းတော့သူကိုယ်လည်းသူချမ်းတယ်သူများလည်းဆန်းဘယ်နှစ်ဖက်ထမ်းပေါ့ဗျာဒီကတော့ကိုချမ်းတယ်တနည်းကိုသားသမီးလေးတွေကိုပွေးကြည့်ပြီးဒီကလာတော့မချမ်းရပဲကိုသားသမီးလေးတွေကလည်းအထုပါပဲကိုချမ်းတဲ့ပုဂ္ဂိုလ်ကဒါပြန်မထူးခြားတာပါထူးခြားသေးရဲ့အဲ့ဒီဓာတ်တွေတရားဓမ္မကိုအရိယာမျက်လုံးတက်ပြီးအရိယာပုဂ္ဂိုလ်တွေကကြည့်လိုက်တဲ့အခါကျတော့ညွန်လုံးလို့ဆက်ဆုပ်လုံးလို့ဒီအတုဝခန္ဓာကိုယ်ကြီးဘယ်တော့မှတွန့်ရပါမလို့ဆိုတာရဟန္တာဖြစ်တဲ့နေ့ကစပြီးညီလုံးများထုတ်ကြသူကောင်ကန်းဘဝလက်ချင်တော့ဒီနေရာဓမ္မတွေအတွေ့ပြောတဲ့ကိုတည်းကသိတော်လည်းများတွေ့လည်းနဲ့များထားရမယ်ဆိုရင်ပြုံးများထားနေတယ်အမလေးယူချက်ခံလိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့တော့တကယ်ပြောပဲနဲ့တော့ဆိုရကြဘူးအဲ့ဒါကြောင့်တရားဓမ္မကိုအရိယာမျိုးလုံးတက်ကြည့်လိုက်တဲ့အခါကျအတွင်းမှာကြည့်တဲ့ကျင်းကြီးကျင်းငယ်ဒါဒီအပြည့်သွေးတလိုက်ကြီးအကုန်မပါဘူးသွားရချထားခဲ့ရရတယ်ထားမသွားရဘူးဒါပြန်ခင်ဗျားတို့ဘာရင်းနဲ့ထမ်းလာကြတော့မေးရင်မင်းလည်းပြောပါတော့ပြန်တော့ခါလေးထမ်းပြန်ရဒါပြန်တရားဓမ္မကိုကျွတ်တွေကားလို့ရှင်အရိယာမျိုးလုံးတက်ကြည့်တဲ့အခါကြလို့ရှိရင်ဖြင့်အတုကသံသမာကွာဖြင့်ကြောကဖြင့်လို့ဒါပြန်ဒီဟာကိုချစ်ဖို့လုပ်ဖို့ရေးရဖြင့်ကျွတ်လို့ဖြင့်ဒီမျိုးတွေမဖြစ်ပြရင်လည်းရိုင်းတဲ့ညမှာသုဘဓာရီရှိတယ်ဒီမျိုးတွေမဖြစ်ပြခြင်းနဲ့ဒီခန္ဓာမဖြစ်ပြခြင်းနဲ့ထုံးမကိုက်ရှင်းမလားဘာမဖြစ်ပြခြင်းနဲ့ထုံးမကိုက်ဒီခန္ဓာမဖြစ်ပြခြင်းနဲ့ဆိုတော့ဒီအတုပဒုက္ခသစ္စာကြီးထိုင်းရတဲ့နိဗ္ဗာန်ဆိုတာတရားဓမ္မကိုအတုပါလည်းမရှိဘူးဒုက္ခသစ္စာလည်းမရှိပါနဲ့ချမ်းသာမှုသက်သက်၊ပိုင်ပြဲမှုသက်သက်နဲ့နေတာနိဗ္ဗာန်ကိုမှတ်လိုက်သမှာရှင်းပြီနော်အဲ့ဒီနိဗ္ဗာန်ကိုတရားဓမ္မတွေကဒါရင်ဗျာတပည့်တွေယခုရှင်ဗျာမျက်လုံးတက်ပေးတာနဲ့ပဲအလားလည်းကိုယ့်အတုပါကိုထမ်းလာခဲ့ရတယ်ပြန်လည်းကိုယ့်အတုပါကိုထမ်းပြန်ရတယ်
ကြီးဝေးလို့ကျင့်တယ်ဆန်းရင်ဆိုတဲ့မော်တော်ကားနဲ့ဖမ်းပြန်ရတယ်ခကြီးဝေးတော့တကယ်ကြောက်နဲ့ဖမ်းလာခဲ့အမှန်ကလည်းမော်တော်ကားလေးလုံးတန်းဆိုသိနိုင်တယ်ဆန်းရင်ငါဆန်းရင်ကကျဲပြီကြည့်တယ်ချင်းနေတော့လွယ်ပါလေရိပ်ပြီဗလားအဲ့ဒါဘယ်လိုမှကျက်တယ်မရှိဘူးမှပါရဲစီလည်းထမ်းတယ်မကားစီကဘာရီဆန်းတော့မေးတော့အတုပါရိပ်ပြီအဲ့ဒီအတုပါဆန်းလာခြင်းပဲမသိသေးတယ်အရိယာမျိုးလုံးမတက်ရသေးတဲ့ပုဂ္ဂိုလ်ကသူထမ်းစဉ်ကသာသလိုလိုငါထမ်းစဉ်ကခင်းနောက်ပေါ်နံပါတ်အဆုံးဆိုပြီးဒီကလာကားမျိုးကိုပုံမျိုးမျိုးပြပြီးရောင်းစားတာကိုထမ်းစဉ်ကောင်းများရွေးပြီးဒီကကျွတ်ကားလေးသိနေတယ်ဗျဆိုးဟုတ်လားဘောင်းကထမ်းစဉ်ရွေးတာဘာရွေးတာနာနာပြောတာကအမှန်လားစဉ်းစားမေးအဲ့ဒါကားသိတဲ့လူပေါင်းသိတဲ့လူပေါင်းอ่ะဩခဏကြီးကလည်းအတုပအောက်ကသိလာတဲ့ထမ်းတယ်တဲ့အတုပနဲ့ပြမဟာတာမှမဲဟာခင်ဗျားတို့အိမ်ထမ်းတယ်တခုကိုရိုင်းနေခြင်းကအိမ်များပြန်ထမ်းတယ်ပဲရှိသေးဘာဖြစ်လို့ထမ်းစင်မို့ဗျာရှင်းမလားခင်ဗျားတို့ကားတွေတော့တိုက်ကလေးတော့ခါလို့အမှားတွေကရုပ်ကိုဖြစ်နေတာမထမ်းစင်ပြန်သေးမလာဖို့တတိထမ်းစင်နဲ့သွားပို့လိုက်ပြန်လာတာထားရခဲ့လားဒီကားကိုအိမ်တိုက်ကလေးတော့ခပ်ပြီးသိမ်းပြန်ဒါကအရိယာလည်းလုံးမတတ်သေးခင်တော့ပြန်ထမ်းကြင်ဖြစ်တယ်မသိသေးတကတွေ့ထမ်းတဲ့အထုပါလေမတူဘူးပါဗျာကဲအခုတော့ပြန်ခက်ပေါ်ဦးကြီးသိပြီးသွားနေရတာထမ်းကြင်ပါလားသိနေတဲ့ပုဂ္ဂိုလ်ကလည်းသူ့ပါလားအတုပါဒီလိုဒီထမ်းကြင်တဲ့ဒီအတုပါနဲ့ဘယ်တော့မှခွဲရပါမလဲအရိယာမျိုးလုံးတက်ကြိတ်တော့ချစ်เสียကောင်းလို့သဘောကျဒါကြောင့်ဘုရားကကိုရဏကြီးများကြတော့ပရိသမီရပတ္တတွေဇာနာလိုက်ပုဂ္ဂိုလ်တွေကြတော့တကယ်ကျွယ်ထမ်းတင်ကြာသေးသလားကိုယ်ရဲ့လက်ဆန်းလောင်နဲ့ဓမ္မအနေနဲ့ရောက်ထမ်းရင်ပါသေးဘယ်နဲ့ကြောင့်မပါပါလိမ့်မလုံးလို့မဲတဲ့ခါကျတော့မှသူတို့မှာတော့ဖြင့်တကယ်တော့မှပြိဿရာယံသူတွေကဝန်းထဲမှာငြိမ့်နေတော့ကြောင့်အငြိအကျေးတွေမရှိတဲ့အတွက်ဝဲတယ်လေဆန်းလောင်နဲ့နတ်ပြည်သွားလဲရောက်မြမပြည်သွားလဲဒါသူ့ဘခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်တကယ်ကြောမရောက်ရဘူးဒီတော့ဆန်းတဲ့ခန္ဓာဓမ္မကာယုမတ္တခါကြွေဖြစ်ပြီးဖြစ်ဘူးလားဖြစ်အတုပခန္ဓာကိုယ်ကြီးပြည့်စုံဝဲတာများလုံးလို့ဆိုလို့ရှိရင်ငင်းကြရလို့သေးလားဒါကြောင့်ဒီတရားဘုန်းကြီးကဒီဇတ်တွေဆန်းတဲ့နဲ့အတုပဇတ်ကိုရှင်းသက္ကန့်ဗမှာသာလေနိဗ္ဗာန်ဆိုတဲ့အရာကိုရောက်တော့မှာပဲနိဗ္ဗာန်မှာဆန်းတဲ့လည်းမရှိဘူးအတုပလည်းမရှိဘူးဟုတ်ပါဗျာကြွယ်ရောက်သွားတယ်လားမသွားရင်တော့ပါဆန်းတဲ့ချားတဲ့ဒိတ်ကလည်းမသေးတာကနော်သေးပါကြွယ်သေးပါမသေးဘူးအခုခါမှာနှကောင်းသုံးကောင်းတန်တဲ့ကားဆိုလို့ရှိရင်တိုင်းသိရမှာပြင်းမဲ့ဝင်မဲ့ဆိုနှကောင်းက၄ကောင်းဖြစ်မဲ့၅ကောင်းဖြစ်မဲ့9ကောင်းကြောင်ရှိတယ်အစရှိတဲ့နဲ့အမျိုးမျိုးပုံပေါ်နေပါတယ်ဒါကြောင့်တရားတော်မှာဟိုဒီဥစ္စာဆန်းနေကြားတဲ့ကိစ္စဟာလေဘာကြောင့်လုံးလို့တော့အတုပကြောင့်ဟာရင်းနေရဒါနဲ့ကြားရတာဘာကြောင့်ပါအတုပခန္ဓာကြီးကတကယ်ဘုန်းနာကျရင်မလိုက်တော့ဘူးလို့ဆိုပြီးသူကညည်းလို့ညည်းဘုန်းနာကျချွတ်တဲ့ပြီးကထိုင်းတော့မဲ့ပုံလဲတော့မဲ့ပုံရိုင်းတော့မဲ့ပုံရွဲတော့မဲ့ပုံပြုံးနေပဲလေဖမ်းတော့မဲ့ပုံမို့အတုပခန္ဓာကိုယ်ကြီးဒုက္ခသစ္စာခန္ဓာကိုယ်ကြီးအတွက်တကယ်ကျွဲအလုံးပဲမောင်းရှားပါမကြရဘူးလားဒါဖြင့်ဒီအတုပဇာမသိမ့်တွေကာလပတ်လုံးချမ်းစဉ်ဝယ်ပေးတဲ့အလုပ်ကဇာသိမ့်နိုင်ပါပြင်းပြဒါဖြင့်ခန္ဓာဇာသိမ့်မှငြိမ်းရတဲ့နိဗ္ဗာန်ရောက်မယ်ဆိုတာလည်းပေါ်တော့ပါပြီပေါ်သေးဘူးလားဘယ်လားဖြင့်ငြိမ်းရတဲ့ဇာဟာတခြားဟုတ်ကောကိုယ်ခန္ဓာခொနဲ့ကပြောခဲ့တယ်အရိယာများလုံးသုတဝါရိယသာဝကောဆိုတဲ့အတိုင်းသုတဝါအကြမ်းမြင်များတော့အရိယသာဝကောအရိယသာဝကဆိုတဲ့အကြမ်းမြင်များတဲ့အရိယာမျက်လုံးတက်ပြလိုက်တော့မှကိုယ်ခန္ဓာအတုပဒုက္ခသစ္စာပေါ်တော့ပေါ်လာတော့မှပေါ်တဲ့အချင်းရာကိုသိတော့မှဟောအတုပဒုက္ခသစ္စာပါလားလို့ရှင်းတော့မြန်လာပြီးတော့အတုပဒုက္ခသစ္စာကြီးတဲ့တရားကဩယွန်တရားမုန်းတရားပါလားဆိုတဲ့ဒုတိယဉာဏ်ကြီးတက်လာတရားစုကဒုက္ခသစ္စာကြီးနဲ့ဥစ္စာကွဲမှပဲမလို့ကျင်မှပဲတော်မှပဲဆိုရင်မဉဏ်တက်အဲ့ဒီမဉဏ်တက်လာတော့မှခန္ဓာကြီးပါကိုပြောက်
ရှင်းခန္ဓာပြောက်တော့အကောင်းပြောက်ကြလားအချိုးပြောက်သွားတာဒါကြောင့်ခင်ဗျားတို့ကခန္ဓာပြောက်သွားတယ်နိဗ္ဗာန်မှာခန္ဓာမရှိပါဘူးဆိုတော့အချိုးပြောက်သွားတာဝမ်းသာရမယ်ခင်ဗျားတို့လည်းဘာမှမရှိတော့ဖက်တော်တာဘယ်လိုယူရှင်လည်းယူလိုက်သင်တို့ကအချိုးပြောက်ပြီးတဲ့ကာလအကောင်းကြီးကြံရတာကိုဆိုပါတယ်ရှင်းမလားဒါရင်ဒါဖြင့်ဒီဥစ္စာကိုတော့ဖြစ်ဒကာဓမ္မတို့အလုသဘောနဲ့မှပဲမြင်အောင်ပြောနိုင်တယ်အလုသဘောမပါရဲ့ဟောရိယာနဲ့တော့မရဘူးဟောရိယာနဲ့တော့ဖြင့်ဒကာဓမ္မတွေဘယ်နည်းနဲ့မှကိုယ်ခန္ဓာအတုပဒုက္ခသစ္စာလို့မသိပါဘူးဒါရင်ဒါဖြင့်ဒီစိတ်ကြည့်ကြတဲ့ဆရာဘုန်းကြီးသတိပေးတော့ဘူးနော်ဒီကနေပြီးကာလဒကာကျော်တို့သစ္စာရထားတဲ့ချွေရင်ငွေတွေစိန်နေမြတွေပေါ့ဗျာဒါချွေရင်ငွေတွေစိန်နေမြတွေကလည်းသစ္စာပဲဆိုလိုက်ပါဒီကနေပြီးကာလမနောလေးနဲ့သွားပြီးချိလိုက်ပါသွားပြီးသူ့ပဲလက်လက်တော့ဒီဖောက်ကဆိုတဲ့ဓမ္မအရင်ပေါ်လာဘူးဒါအဲ့ရတဲ့ကနေသွားချိထိလိုက်တဲ့အခါဖောက်ကပြည့်စရာဆိုတော့ဩကတလောက်ရှိလို့ရှင်းဖြင့်ဒါတွေဘိုးတွေဝယ်ပြီးဒီကလာထားဒီကနေတည်းဖြစ်ပြီးရောင်းလိုက်လို့ရှိရင်ငါပြောအများဆုံးဘယ်တော့ဖဲဆိုပြီးပါရတဲ့ဝေဒနာကိုလာတယ်နော်ဒါအဲ့ရတဲ့ပရိစ္ဆေသမုပ္ပါဘယ်မှာလာတဲ့ပရိစ္ဆေသမုပ္ပါဒကာဓမ္မတွေပရိစ္ဆေသမုပ္ပါလဲရကြပါထိုင်ရင်လည်းပြီးပြောရင်လည်းပြီးဝေရင်လည်းပြီးသွားရင်လည်းပြီးကြည်ရင်လည်းပြီးအခုအိမ်ရင်မှတန်းတဲ့ပရိစ္ဆေသမုပ္ပါလဲအောင်မယ်ဘယ်လိုဆိုရကျိုးကစိတ်ကြောင့်ရဗမာနဲ့တွေ့တာဘာပါလိမ့်ဩဒီဥစ္စာတွေကားလို့ဆိုလို့ချင်းဖြင့်တော်သေးရဲ့တော့ခန္ဓာရည်ရှိလို့တော်သေးရဲ့ဒီဝန်းသာလာကဘာပါလိမ့်ဝေဒနာဒါတော့ပြန်အရင်တော့အပြောက်ခံလို့မတော်ဘူးဆိုတဲ့တခါလေးရအောင်ဘယ်နည်းနဲ့လဲဆိုဒီဥစ္စာကိုတော့ဖြင့်ကိုယ်လိုတွေကဖြင့်ဖြောက်ပြလို့မတော်ဘူးအစားထိုးလာလို့ရှိရင်အစားထိုးလာနဲ့ပဲနေရပါပဲဆိုပြီးကြလားဒီကတော့အပြောက်မခံနိုင်ဘူးဆိုတာကဥပဒေအဲ့ဒီကာယကံဝစီကံနဲ့ကိုယ်သားများတိုင်မင်းလို့တို့တော့ရှိတာပဲကွာအဲ့ဒါတို့ဒါဘယ်လိုရင်ဘယ်လိုနည်းမယ်ဆိုလို့ရှိရင်ဖြင့်ဘယ်လိုကျိုးရှိပါလဲဆိုပြီးထားများတူတူများပြောလိုက်သေးဒါဝစီကံမဟုတ်ရိပ်မိကာယကံနဲ့အိတ်နေနှုတ်ပြောလိုက်လေဒါကာယကံဒါကြောင့်ကာယကံဝစီကံကြောက်အဲ့ဒါကပရိစ္ဆေသမုပ္ပါမလဲသေးဘူးလားကြည့်ဟောတာပြည့်စရာဝေဒနာပြည့်စရာခန္ဓာပြည့်စရာဥပါဒနာပြည့်စရာကမ္မဘောဆိုတော့ကာယကံဝစီကံကိုကိုယ်ပဲရှင်းညဒီကတော့မှတော့အဲ့ရတဲ့မှာဗာများခမများတွေကျိုးစားနေကြဘုံလို့မဲတဲ့အခါတပည့်ရဗျာနေ့လေကအပယ်သွားတဲ့ကံတွေစုရတာအားရသေးလို့အဲ့ရတဲ့ကြံစုစုတယ်ဗျာအားတော့ဘွားဘောမသွားသေးဘူးလားတကယ်ဒီဥစ္စာလည်းမတော်ဘူးလို့ဆိုလိုက်ရတယ်ငါဘုရားလက်တည်းမှဒီကြံလုံးကလာတာဟုတ်နေ့လေကတော့ပြန်ဒကာဓမ္မတွေကာယကံဝစီကံတွေကချုပ်ပြီးဒကာလာနေလို့သိမချုပ်နိုင်ဘူးညကြမှာဖင်းထုတ်တဲ့ခါကျတော့ကံတွေကမြောက်နေလိုက်တဲ့ဖြစ်ချင်းမပြောပါဘူးသူကဘယ်ချိန်လာကြကြတော့လို့မေးတဲ့ခါကျတော့ထုံးစံတိုင်းဖျားရှိခိုးပြီးအိယာကံဝင်လို့နဖူးပေါ်လက်ထဲမှာအပေကောင်းတယ်ဆိုတဲ့ပရိစ္ဆေသမုပ္ပါကလာတယ်ရိပ်မိဘယ်ကနေပြီးသူပေကောင်းလိုက်သိကူပါလိမ့်မလို့ဆိုတော့အိယာတွေကကောင်းမှရှိကူဘယ်ကသွားမှသိကူအိယာတွေကသွားမှသိကူတဲ့ဆိုတာဒကာဓမ္မတွေကဒါတပည့်တော်ဘာပြည့်ရှိသလုံးလို့မေးပြန်တယ်မေးလို့ရှိရင်သီလအလိုအပြည့်မရှိပါဘူးသဘောကျဒါနအလိုမှာအပြည့်မရှိပါဘူးဘာဝနာအလိုမှာပြန်အကြီးဆုံးအပြည့်တဲ့နေပါပြီမနောကံကိုရရှင်းကြပဲဘာကံပါလဲဩခင်ဗျားတွေကြောက်ကြကောင်းလိုက်တာလောကကြီးမှာကာယကံနဲ့လူကလွင်ခြင်းလူတယောက်ကလူပေါင်း40ဓာတ်နဲ့ခုတ်ပြီးရင်ကိုယ်လက်တွေပါပြီးပန်းလာတယ်မတတ်နိုင်ဝစီကံနဲ့မမဟုတ်ပြီးတတ်မယ်ဆို1900ပဲတတ်မယ်မနောကံနဲ့တတ်မယ်ဆိုတိုင်းတွေလုံးတတ်ဒါကြောင့်ကံလုံးကဘယ်ကံအကြီးဆုံးဒါဖြင့်ခင်ဗျားတို့ကနေတဲ့ရောင်းဝယ်လာပြီးညကြမှာအကြီးဆုံးကံရှိုးစားမှန်ပါဗျာအမလေးတက္ကရာမတွေမသိတော့လေမ
လူအကြံစီမရှိမခက်ဘူးလားဗျာမခက်ပါဘူးတရားဓမ္မတို့အကြံစီရှိတော့ပဲသွားပါလေရိပ်ယူလားခင်ဗျားတို့သိတာဒါတွေကိုပြန်ပေးနေရတာနဲ့ဘုန်းကြီးတရားတော်ရှိသွားဝိပဿနာပြုတ်ခိုင်းနိုင်ရင်ခဏလေးတို့တော်လည်းအားလုံးတရားဓမ္မတွေပဲဒီဖြစ်ကြအောင်တို့အဖြစ်ဆုံးကြီးလုံနေပါလားဆိုတာမသိဘူးအဲ့ဒါနဲ့ဘုရားရှင်ကိုရမေကြီးကမှားကြတာဝါတဲ့မင်းတို့ကျန်တော့ကျန်ရပါလေကျန်ရင်လို့ကျင့်တဲ့ဒီကာမဝိတ္တဆိုတဲ့ငါးပါးယုံကာမဂုဏ်နဲ့မကြမ်းမနဲ့ဘုရားဘာသာဝိတ္တဆိုတဲ့ရှုံးမလားမြတ်မလားဆိုတော့မကြမ်းမနဲ့ဝိညာဉ်ဝိတ္တဆိုတော့သူတို့ကဒီလိုသိချိုးရလို့ရှင်းဖြင့်ကိုယ်လည်းနေတော့အနာခံမှာပဲနောက်မှမြတ်ထွန်းမှာပဲဆိုတဲ့ဝိညာဉ်ဝိတ္တတွေလည်းမလုံးပါနဲ့ကွာကြံကြံခန္ဓာကိုယ်ရဲ့ပေါ်တာဘာသစ္စာတုံးလို့ပြေးစမ်းပါကြံကြံဒီလိုကြံမှာလို့ဘယ်တော့ပိုင်းမှာဟောရင်းပြီတကယ်ဆိုဒီလိုများကြံမိရလားဒါရအပေကောကိုအကြံနေတာရုပ်ဖြစ်ဗလားအားလုံးရတော့မှဒီတိုင်းနဲ့ဖြစ်ပါလေဆိုတဲ့ဥစ္စာဖြင့်ဘုရားဟောပါဠိတော်နဲ့အညီကိုယ်ခန္ဓာရဲ့ဖြစ်စဉ်ကြည့်လိုက်တော့ဒီကံရောက်ပါလေမရောက်ဘူးလားခွေးတိုင်းလေးစိတ်လေးများရဲ့ရင်းလေးသွားတွေ့လိုက်တာကအရင်လေးနဲ့သွားတွေ့တာကဖတ်တာတော်လေးရဲ့ဆိုတာကငါဒါလေးဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူ့မခင်ပဲနဲ့လုံးမလဲဆိုတာကခင်ုံနေမကဘူးသူ့တော့ပြန်ဆွဲဆွဲလန်းလန်းလေးကိုထားမှာဘောကြဥပါဒံရှိနေတဲ့ပုဂ္ဂိုလ်ပြန်ပုံချုံးလိုက်မယ်ပြီးမှအမြတ်ရှားရင်မယ်ဒုပိကလည်းခေကမရှိကနေတော့တိုင်ပင်နှင်းတော့တဲ့အလုပ်ကိုမလုပ်ဘူးလားတကယ်သိဒါအဲ့ရတွေကနေဘယ်သွားတာဖြည့်ပြန်သွားသလားတဲ့ဒကာဓမ္မတို့သိနေသွားနေတာဖြည့်ပြန်သွားတာမြင်မှုကြဒီမနောကနေပြီးပို့ချိုက်ကံကနေပို့ချိုက်ရင်းနေလို့ဒါကြောင့်ဒီကံလေးအဲ့ရထဲမှာလောက်တော့လေအဲ့ရထဲကနေပြီးကြတာပဲသွားရမယ်သူတည်းကနေသေးလုံးတော့ပေါ့ဗျာဒါပြန်ဒကာဓမ္မတို့ဖះရတယ်ကြမ်းချင်းကြမ်းကြပါကွာပြိဿငုတ်ပါကြမ်းကြပါအခုပေါ်တဲ့တရားဘာသစ္စာပါလိမ့်အခုပေါ်တဲ့တရားဘာသစ္စာပါလိမ့်အခုပေါ်တဲ့တရားဘာသစ္စာပါလိမ့်လို့ကြံပါဘူးလားဘုရားကံဘုရားမြတ်ကြီးကတော့ဖြင့်အဲ့ရတဲ့ကနေအပေသွားတာမကြည့်နိုင်လို့ကိုဟောရှင်းရလားအဲ့ရတဲ့ကနေပြီးကဲခုံးမရလူသေးတယ်ခင်ဗျားတို့ကပြန်သွားတဲ့ချက်ပေါ်ဘယ်ပုတ်ကသွားရအပေတက်ရည်ကြီးဆိုတဲ့အဓိပ္ပာယ်ရောက်တယ်တကယ်သိရရှင်းရလားခိုင်းတော့ဖြင့်ကြံကြဆိုတော့ဘုရားဓမ္မတို့ကြံဆိုတာဥပဒနာရှုတာပါပဲဟောစိန်တို့မရတော့စိန်တက်တာမြတ်တက်တာကိုဒီကနေဖတ်တာနဲ့သွားပြီးကြလားအာယုံလို့ပြလိုက်တဲ့ခါကျတော့မနှောတယ်မတွေ့ဘူးလားတွေ့တာလေးကဘာသစ္စာတုံးလို့နောက်ကကြတွေ့တာလေးကဒုက္ခသစ္စာပေါ့ဖြစ်ပြီးပြက်တာသူဘာသစ္စာဒါလည်းသူကဒုက္ခသစ္စာဆိုတော့ဒကာဓမ္မတို့ဒီကကြံလုံးလေးကဘာတော့ဒါကြောင့်ပေါ်လာတာကဒုက္ခသစ္စာဘာလဲပေါ်လာပါလိမ့်မယ်ကြည့်လိုက်တော့ဒုက္ခသစ္စာလေးပေါ်လာတာဘာလို့သိတာကမက်ကတဲ့ကြံရင်ဒီလိုကြံပါကွာကဲဒကာဓမ္မဘုရားကံပရမေကြီးကခင်ဒကာကျွယ်တောင်းကုန်ပြောလိုက်နာအောင်လားဒကာကျွယ်လိုက်နာရပါအားလုံးတရားတော်ဘုရားတရားဓမ္မတို့ဘုရားခင်ကိုရမေကြီးကဖြင့်အမတန်မှခင်ဗျားတို့အပယ်လေးပါးရောက်မှာသံဃာကြီးတဲ့ဒုနှပေါက်ကုန်ဖြစ်နေရမှာဆိုရင်တော့ကြံတော့ကြံပါကွာကိုယ်ကံနာဖြစ်တာဘာသစ္စာတွေပေါ်ပါလိမ့်မလို့ကြံကမ်းပါဆိုတော့ကြံလိုက်ရင်ဥပဒနာဖြစ်တယ်အာယုံနဲ့တွေ့တော့ဖတ်တာကဘာသစ္စာဖြစ်ပြီးပြက်တာကိုဗျာဒုက္ခသစ္စာပေါ့ဒါလေးဘာလေးပါလိမ့်မလို့ကြံတဲ့ကြံအောင်လေးကဘာသစ္စာဒါဖြင့်ဖတ်တာကဒုက္ခသစ္စာဒကာဓမ္မတွေကြံလုံးလေးကဒီလိုဆိုတော့ဒုက္ခမက်ကနောက်ကသမှုတရားတွေခုမသိမသိပါနဲ့ဖြစ်ဒါများပိုက်ချံနဲ့ပေးရသလားတဲ့ဒကာဓမ္မတွေအပေဒကာမှမပိတ်ဘူးလားဝိနဲ့အကြံကြီးကြံနေတယ်ခင်ဗျားတို့ပိတ်တဲ့အကြံကိုမကြံဘုရားပြောကုန်ရတယ်ခင်ဗျားတို့အပေကိုအတိပ္ပယ်ကဒီရောက်
အပေကပိတ်တဲ့အကြံစီတော့မကြမ်းဘူးအပေကပွင့်တဲ့အကြံစီတော့တကယ်ကျွဲသေးလို့ကြည်ပြီတကယ်သစ်တို့လည်းကြည်ပြီဥလာဘူးလည်းကြည်ပြီဘုန်းကြီးတို့ဓမ္မတွေလည်းကြည်ကုန်ကြပြီအပေသွားတဲ့အကြံဖြင့်လျှော့ကြပါဘယ်လိုတောင်းမှလဲလျှော့ကြပါတော့ဓမ္မတို့ဒီဥစ္စာခင်ဗျားတို့မတော်လွန်းလို့လွန်လို့သိုးဝါလွန်းလို့အိတ်တာတောင်မှအိတ်ခံဒီအပေသွားပြီးမှအိတ်မယ်ဆိုတဲ့အသေးပဲရောက်နေတော့ကြောင့်ဒီကြံစီဖြင့်လျှော့ပြအောင်လျှော့ပါနဲ့အချိန်မဟုတ်ဘူးဆိုပြီးအများကြီးထုတ်ပါသဘောကျနဲ့အချိန်မဟုတ်ဘူးအများကြီးထုတ်ပါဘုရားကလည်းဥသေးချာမှာဟုတ်လားပြန်ပြန်ကာမဝိတ္တဗျာပါဒဝိတ္တဝိညာဝိတ္တဆိုတဲ့ကာမအလိုဆိုစီးပွားရေးပေါ့ဗျာပါဒဝိတ္တဆိုလို့ချင်းစိတ်မချလည်းမချထားကြရတာဒီကွာစိတ်မချပါမလားဆိုတဲ့အကြံပြင်းမျိုးကဗျာပါဒဝိတ္တဝိညာဝိတ္တကြတော့ကောင်းနေရသူတို့ချော့ကြနေတယ်ကွာငါတို့ကလည်းမချော့ရင်ဖြစ်ဘူးပြီးမှသာလည်းတမျိုးသူဒီကြံကြဆိုတော့သူတို့ချိုးမှရမယ်ဆိုတော့ဝိညာဝိတ္တကိုပါတယ်နော်ပါတဲ့ခါကျလည်းဒီကြံစီကိုဘုရားကကြံရမလဲလားမကြံရဘူးတဲ့ကြံရင်ငါးပါဏပေါ်တယ်တရားဘာတရားပါလဲမလို့ကြံပါသဘောကျငါးပါဏပေါ်တယ်တရားအဲ့တော့ဘုရားဓမ္မတွေပဲသိရတဲ့သိလေးပေါ်တာအိုရတာရဲ့ဒုက္ခသစ္စာလေးသကြံပလိုက်နားရင်ရောနားရဲ့ဒုက္ခသစ္စာကောင်းမြန်ရင်ရောအကုန်ခန္ဓာနဲ့ပေါ်လာတဲ့ခုတည်းဩဇနာပေါ်ထင်းနေကြကြပေါ်ဒုက္ခသစ္စာကြီးပါလားလို့ကြမ်းနေအဲ့တော့အကြံခံရတာကဒုက္ခသစ္စာအကြံဉာဏ်ကမေဃသစ္စာဖြစ်တော့သေတာကသမုဒယဖြစ်ပါတယ်သဘောကျရောက်မှာကနိရောဓသစ္စာဖြစ်ပါအကြံကောင်းတစ်ချက်ဆိုတာဒါပဲတကယ်ကြောတော့သုံးနေတာဒါမဟုတ်ပါဘူးသောင်းဒီတွေကလောင်ဆောင်မရောက်တာဟိုကြံကောင်းတော့တစ်ချက်ပဲထိုးတက်လာတာပဲဖြစ်မှဖြစ်ရနေတယ်အဲ့ဒီကြံတွေကဘာမှသုံးမကြပါဘူးအပယ်သွားတဲ့ကြံတွေဆိုတာရိပ်မကြဘူးလားအဲဒါရင်ဘုန်းကြီးဓမ္မတွေကြံရင်ခန္ဓာကိုယ်ရဲ့ပေါ်တဲ့တရားတွေကဘာတရားပါလိမ့်မလုံးတာကြံပြီးတော့ဒေါသတွေကပေါ်လာမင်းသမုဒယသစ္စာဘာလားလို့သိတယ်ဒေါသတွေပေါ်လာမင်းဒုက္ခသစ္စာဘာလားလို့သိတယ်မောဟတွေပေါ်လာလို့ရှိရင်မင်းဒုက္ခသစ္စာဘာလားလို့သိတယ်ဘယ်စိတ်ပေါ်ဘယ်လိုသိရဒါပြန်ပေါ်လာတာဒုက္ခသစ္စာသိတာအဲ့ရတဲ့မဲ့ရဒကာဓမ္မတို့ဘယ်မှာမဲ့ရမလို့ကျင်ဘူးဗျအဲ့ဒါကအပေကပိတ်တာမို့မလို့ကျင်ဘူးခင်ဗျားတို့သုဆိုင်တာမပြောပါနဲ့လားမဟုတ်ဘူးကိုယ်ပေတကားကိုကိုညာနဲ့ပိတ်ရကိုယ်ပေတကားကိုကိုယ်တဏှာကဖွင့်တယ်ကိုယ်တဏှာကဖွင့်တော့ကိုယ်ညာနဲ့ပိတ်ရဘယ်ဘယ်ကဖွင့်ပဲကိုယ်တဏှာကဖွင့်ကဲမင်းကဒီကိယပုဂ္ဂိုလ်ကိုမင်းကပယ်ချမယ်လို့မင်းကဖွင့်ပေးလို့ရှိရင်တို့ကကိုညာနဲ့ပိတ်မကွာဆိုပြီးဒီလိုပေါ်လာတဲ့လောဘကိုဖြစ်တဲ့ကျုပ်လိုက်သူဖြစ်တဲ့လိုက်တယ်သူကဖြစ်တဲ့ကဘာသစ္စာညာလေးကဒီလိုဆိုတော့သူကအပေတကားဖွင့်မိမိညာကအပေတကားပိတ်လိုက်မယ်ဆိုတော့ဒကာဓမ္မတို့ကိုရေးမှာလူကျန်တဲ့စီမဆိုင်ဘူးလားရှင်းညဒါအပေတကားဖွင့်တာဘာသစ္စာသမုဒယပဲသဘောကျအပေတကားဖွင့်တာအပေတကားပိတ်တာကရှင်းပြီဒကာဓမ္မတို့အပေတကားဖွင့်တာကသူကပေါ်လာရင်ပြန်အပေတကားဖွင့်လို့လားပဲရှင်းမသူ့ကိုဖြစ်တဲ့ကျွနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်ဘယ်နဲ့ဆိုကြမအပေတကားပိတ်အဲ့တော့ဆရာဘုန်းကြီးကဒကာဓမ္မတွေခင်ဗျားတို့အပေတကားလည်းခင်ဗျားတို့ဖွင့်တာနော်ပိတ်ပြန်လို့ရှိရင်လည်းခင်ဗျားတို့ညာနဲ့ပိတ်ရင်ပြီးတယ်ဒါပြန်အပေလေးပါးပြင်းပြင်းပြောကြပါလို့ဆိုတော့ဒကာဓမ္မတွေဒီကနေငရဲဥတည်ဒီကနေငရဲမိနှင်းရသဘောကျဒီကနေငရဲဥတည်ရင်သမုဒယသစ္စာတည်ပြီးမဂ္ဂသစ္စာနဲ့ငြိမ့်လိုက်မယ်ဆိုတော့ဒါပြန်ငရဲလို့ကငရဲဥတော့တည်တယ်ငြိမ့်တော့မငြိမ့်နိုင်ဘူးဆိုတော့ငရဲမိကြီးအောင်ပဲသဘောကျနေကြသလားလို့ဆိုတော့မေးဖို့ဖွင့်ရေးကြုံလာမကြုံဘူးလားဒီကရှိရင်ပဲကိုယ်ပိတ်တတ်ပလားဖွင့်ကောဟိုမပြောပါနဲ့နမိတ်မရှိပါဘူးဘယ်ကဖွင့်တာပိတ်ထုတ်ရတယ်တို့တော့လည်းခင်ဗျားတို့မှနေတိုင်းဖွင့်ရှင်းမလား
ကဲဘယ်ကဘယ်ကမှလည်းဘယ်ကဖွင့်ပါလိမ့်သမုဒိယသစ္စာကဘယ်ကဖွင့်တယ်ခင်ဗျားတို့ကမပိတ်တတ်တော့ဘူးဆိုလို့ချင်းဖြင့်တဲ့ဒီနေ့ဘယ်နှခါပွင့်ရတော့တကယ်တိုင်းမှာကျိုးပြီးနှင်းနှင်းချင်းဖြစ်ပြီးချောင်းချောင်းဝင်ရတဲ့ဒီပဲရောက်သွားတယ်မဆိုးပါဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဒီအပေကတီထောက်တော့လူပြေကတီထောက်အပေကဘယ်ကနေပိတ်မလို့ဒီကဖွင့်တာပြဒီကပိတ်လောကီဥမှာပြောကြပါစို့ဆိုတော့ဒီလာတဲ့မိတွေဓမ္မတို့ဟိုးတခွန်နိုင်ငံဒိုင်မိုကနေပိတ်လိုက်တယ်ရတခွန်နိုင်ငံနေပြီးဒိုင်မိုဖွင့်လိုက်တယ်ဒီမှာလင်းတာတခွန်နိုင်ငံအထုတ်ချလို့ဆိုရင်လောဘအင်ဂျင်ကြီးကိုရသူကအင်ဂျင်ရဒိုင်မိုရရှိတယ်ဆိုတော့ထို့သူပဲခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာအပေကဖွင့်တဲ့တရားလေးရှိတာအပေကပိတ်တဲ့တရားရှိတာသဘောကျဒါဖြင့်ဓမ္မတို့ဘုန်းကြီးရှင်းအောင်ပြောပါမယ်လူပြေမှာကြောင်းဆောက်တဲ့နန္ဒီယဆိုတဲ့ရှိတယ်တကားသေးကျမတို့လည်းကြီးကဆွမ်းခံသွားတော့နန္ဒီယကမသေးသေးဘူးနတ်ပြေဘုံပေါက်မနေ့ကဆင်းမသွားတော့အတင်းညာဘုံမရှိပါလားနောက်သမီးတွေမမြင်ဘူးယနေ့မှဒီနေရာငါဒီနေ့ကြွလာတော့မှနောက်သမီးတွေနဲ့ဘုံကြီးနဲ့ဘလို့ရတော့အိုးလူပြေကနန္ဒီယကြောင်းဆောက်လို့သူမလာကန်းကဘုံပေါက်မှာပါလေခင်ဗျာခင်ဗျားတို့မလာခင်ကတေဟိုတွေကပြန်ဆူထားဘူးရေးမိဗလားခင်ဗျားတို့ပြုထားတဲ့အကုသိုလ်ကအဆောင်နေတယ်မဆောင်ပဲဘူးလားအဲ့တော့ဘယ်ကနေပြီးတီထောက်ပါလေလူပြေကနေတေဟိုတယ်လေးရတော့လူပြေကနေပြီးဘုံပေါအောင်လုပ်ရင်နော်လူပြေကနေပြီးတေဟိုလည်းမရှိဘုံလည်းမရှိတဲ့နိဗ္ဗာန်ချမ်းသာကိုလုပ်ရင်နော်ရတာဒီပဲဆိုတော့ခင်ဗျားတို့မှာအခုတော့တစ်ခုတည်းပေလိုက်ဒေဝတဲ့လိုက်ပြီးလိုက်ရုပ်ဖို့နေတယ်ဒါထုံးမတာထုံးမဘောပါရဒါကလည်းကဒီဥစ္စာတွေကားလို့ဆိုလို့ရှိရင်ဖြစ်အောင်တို့ဆရာတော်ကမကောင်းနဲ့တွေ့လို့ရှိရင်ဒီကနေပြီးဒီကလာဘယ်ကပိတ်လို့ရတာပဲဖွင့်တော့လည်းဘယ်ကနေဖွင့်ပိတ်ချင်တော့ဒါပြန်တကယ်သေးလူပြေကတော့ဖို့တယ်ဆရာတော်ကမကောင်းနဲ့တွေ့ရင်ဖြစ်မတွေ့လို့ခဏတော့မိဘရဲရနဲ့ကြီးနေကြမယ်ဆိုတော့လကားသဘောပါခိုင်းတာဖြင့်ကြံကျင်ရန်ဘာသစ္စာကြံရမယ်ခင်ဗျားတို့ခန္ဓာကိုယ်ရဲ့ပေါ်ကျင်တာပေါ်တာကျင်တဲ့စိတ်ပေါ်လဲဩဒါစိတ္တိပြတဲ့ဒုက္ခသစ္စာပါလားအိတ်ကျင်တဲ့စိတ်ပေါ်ရကျင်တဲ့စိတ်ကလေးပေါ်လိုက်နောက်ပဲဒုက္ခသစ္စာပဲဒုက္ခသစ္စာပဲဆိုတဲ့ကြံလုံးလေးလိုက်ရဲ့သစ္စာဒါရင်ရှိကဖြစ်ပြကဘာသစ္စာနောက်ကကြံလုံးလေးကပြီးလို့ဆိုရင်ဘယ်ခါမင်းပိတ်ဘူးလားပိတ်ုံနဲ့မကပါဘူးဒီကဓမ္မတို့ကြာတော့ဒီဒုက္ခသစ္စာတွေကုန်ချုပ်ပြီးနိဗ္ဗာန်မျက်မှောက်ပြုချက်ချင်းမြင်ပါလေဒါကြောင့်ယနေ့ကစပြီးဒီကလာအဲ့ရတဲ့ဝင်တော့မှကြံလို့ချင်းသင်းနေရင်ချုပ်နေတဲ့ဒိဋ္ဌိကပြီးခဲ့ပြီဒီနေရာမှာဖြင့်ဘုရားနာပေါ်တဲ့စိတ်တွေဘုရားနာပေါ်တဲ့ယုတ်တွေကဖြစ်တဲ့ဒုက္ခသစ္စာကြီးပဲလို့ပေါ်ရင်းသာကြမ်းနေဖြစ်တဲ့ကဘာသစ္စာကြံလုံးကနောက်လာမဲ့သေလုံးတွေကအခုတွေပဲသေတော်သွားတဲ့အခါရောက်ရမှဖန္နာမိရောဓသစ္စာနိဗ္ဗာန်ရှင်းမလားဩဝါဒအဲ့ရတွေကနိဗ္ဗာန်သွားတယ်အဲ့ရတွေကနေသစ္စာလေးပြတ်သွားဒကာဓမ္မတွေတစ်ချက်အားထုတ်လိုက်လေးချက်ပါတာပါဗျာဒါနဲ့ကြံတတ်စီတတ်ပလားဘယ်လိုကြံရအောင်တူတူပြောရှင်မြတ်တို့တရားစားအပေကောင်းမှများကြကျုပ်ကអော်လိုက်မယ်ပြောနေပြီရှင်းမလားအပေကပိတ်မှကြတော့ပဇတ်ထဲကမထွဲရဘူးဘာဖြစ်လို့တော့မဲတဲ့ကသွားနေကြလမ်းမို့လို့မဖုံဘူးဗျာရှင်းမလားအတော်ဆိုးနေဒီတဲ့ကြည့်လိုက်ရင်လည်းပါဆိုးကဲဒါပြန်တကယ်တော့ဘုဒ္ဓနာပေါ်တိုင်းဘာသစ္စာပေါ်လေးရှိအဲ့ဒီပေါ်တဲ့တရားကိုကြံလုံးလေးကလည်းဒုက္ခသစ္စာတွေကြီးပါလားဒုက္ခသစ္စာတွေကြီးပါလားလို့ကြံလုံးဖို့ကြံလုံးလုပ်လိုက်တဲ့အခါကျတော့ပေါ်တဲ့တရားတွေပြည့်သွားတာပဲဆိုတော့ဖြစ်ပြမြင်တာပါပဲဖြစ်ပြပါစေဆိုညာလေးကသူ့နောက်ကလေတာတွေကနောက်ကြတော့ဘုရားဓမ္မတွေသမုဒိယတွေဆိုတော့နောက်ဒုက္ခမလာတာက
ဒီတိုင်းမဖြစ်တာပဲဆိုတော့ပေါ်ကြရနော်ပေါ်ရပါကိုင်းတရားဓမ္မတို့ယနေ့ဒီကားလို့ဆိုလို့ချင်းအင်္ဂါချက်တွေမင်္ဂလာရှိတဲ့နေ့ကြံလုံးကိုကြံလုံးဒီအလကားကြံလုံးလားဝိပဿနာအလုံးလားဆိုတာသိကြပါလားသိကြပါဘူးတခါကျွဲလာပြန်ကိုယ်တဏ္ဍာပေါ်တိုင်းဘယ်တရားပေါ်ခမည်းတော်တဏ္ဍာမှာရှေ့ကဒုက္ခသစ္စာနောက်ကကျန်တဲ့ဒီရှေ့ဒုက္ခသစ္စာရှေ့တရားလေးကဒုက္ခသစ္စာပါလားလို့သိတဲ့ဉာဏ်လေးနောက်ကလိုက်တာကမက္ကသစ္စာရှင်းမလားဒါပြန်ဘုရားခင်ကိုရမေကြီးကမင်းတို့ကွာတဲ့ကြံရင်သစ္စာလေးပါးကြံအလကားကာမဝိတ္တဗျာပါဒဝိတ္တဝိဇ္ဇဝိတ္တဒီမကြံပါနဲ့ဆိုတာအတော်ဆုံးမကြကဲတော့ပြန်ဦးလားဝိကြံတတ်ပလားဘယ်လိုကြံမလဲခင်ဗျာရှိတဲ့စိတ်ကလေးပေါ်လာတယ်ရိုက်တဲ့စိတ်ကလေးပေါ်လာမင်းစားကျင်တဲ့စိတ်ကလေးပေါ်လာစားပြီးပြတ်တာကိုရစားကျင်တဲ့စိတ်ကလေးပေါ်ပြီးပြတ်တာပဲစားကိုမစားလိုက်ရပါဘူးသဘောကျအဲ့ဒီပေါ်တဲ့စိတ်ဟူကြီးဘာသစ္စာကြီးဆိုအဲ့ဒီဒုက္ခသစ္စာကြီးတို့ပြီးလုံးလေးကဘာပါလိမ့်အဲ့ဒါလေးကကြားနေလို့ရှိရင်ကြံရမှတ်တဲ့အဲ့ရတွေကနေပြီးခမည်းတော်ဒီအပေလေးပါးတကားပိတ်ပြီးကြတာအရိယာဖြစ်နိုင်ပါတယ်ရှင်းမလားအမေဟင်းရအသိဉာဏ်ဟင်းရတဲ့ကိုစီနဲ့ကြော်တာနဲ့တောင်တကားသိနိဗ္ဗာန်ရောက်ခန္ဓာညာလက်ပေါ့မရဘူးလားခန္ဓာလည်းဒီတိုင်းဖြစ်တဲ့တွေပါလားဆိုတော့ဖြစ်တဲ့တွေညာထဲမှာလည်းရှင်းပါရောဒီနေရာရင်တခါတော့သောတာပန်ကြည်တာတွေဖြစ်ပါဒါကြောင့်ဘုရားဓမ္မတို့အကြံကောင်းတစ်ချက်ဆိုတာပေါ်ဗလားတခါကျဒါရင်ပေါ်တိုင်းပါသစ္စာပေါ်လေးရှိတယ်ပေါ်တိုင်းမသိလိုက်လို့ရှိရင်ဖြင့်တဲ့ဘုရားဓမ္မတို့ဝိဇ္ဇာပစ္စယသင်္ခါရမသိလိုက်သိလိုက်လို့ရှိရင်အဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဒီကြမှတ်ပါကဲဖတ်ပါလေးပေါ်တယ်တခါပြောရဒါဟိပါလေးပါလဲကြံလိုက်တဲ့ဘာသစ္စာတွေ့ဒုက္ခသစ္စာတွေ့ဒါနဲ့ပြောက်ပြက်တာကဒုက္ခသစ္စာပေါ်ပြီးပြောက်ပြက်တာကကြံလုံးလေးကဆိုတော့ဘယ်ဓမ္မတို့ဒါကအကြံကောင်းတဲ့အတွက်မက်ပေါ်ပေါ်တော့ပေါ်လာပဲတဲ့ဖတ်တာလေးပေါ်တယ်မသိလိုက်တော့မသိတဲ့တရားဒီကားလို့ဆိုရင်ဒကာဓမ္မတို့ဘာပါလိမ့်မလို့မေးတဲ့ခါကျတော့ဖတ်တာပေါ်တယ်ကိုကမသိလိုက်တော့မသိတာကအဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဟောဒကာဓမ္မတွေဒီမှာအဝိဇ္ဇာသင်္ခါရကြောင့်ဟောတဲ့ဝိညာဉ်ဆိုတဲ့အပေလေးပါဝိညာဉ်သွားပေါ့ဓမ္မလေးအပြရတယ်နဲ့မထူဘူးရှင်းညဒါပရိစ္ဆေမဟုတ်ပါအစွကစွပုံပြမနေ့ကပြခေါင်းကပြတာကအလေကစွပုံပြရှင်းညဒါရင်ဖောက်ကပေါ်ရမသိလိုက်ရင်ဘာဆိုကြအောင်ဝိဇ္ဇာဖြစ်เสียသင်္ခါရသိလိုက်တယ်ဒါလေးကဖတ်တာလေးကဒုက္ခသစ္စာပဲလို့ညာလေးနဲ့သိလိုက်နော်သိလို့တဲ့အခါကျတော့ဝိဇ္ဇာနိရောဓသဘောကျဒါနဲ့ဥပမေတ္တကပြောရတာဒုက္ခခန္ဓာနိရောဓဟောတိအကုန်နိဗ္ဗာန်ရောက်ပေါ်တာအကြံကောင်းတော့နိဗ္ဗာန်ရောက်ရှင်းကြဟောဒီဥစ္စာတွေလေဒီနေ့ကြံပုံစီပုံကိုထုတလဲဟောလိုက်တဲ့ဖြင့်ဒကာကျော်မကြံတတ်ရင်အပေသွားကြံတတ်ရင်နိဗ္ဗာန်သွားမကြံတတ်ရင်ကြံတတ်ရင်ဒါပြန်ခင်ဗျားတို့နေအကြံထုတ်နေကြတာဒကာကျော်ဘာရင်းများထုတ်ဘယ်နှပင်လိန်လောက်กว่าဘယ်အောင်လဲဘယ်အောင်ရောกว่าမမတကယ်ကြီးကသူဘောလုံးနေတာဟုတ်ဘာဘောပါလဲငရဲဝကြီးပြည့်နေတာရိမ့်နေဗလားအဲ့ဒါလေးကိုယနေ့ကစပြီးဒီကလာဩလောကီသူတရားဖြင့်တဏှာခိုင်းလို့လုံနေတဲ့အလုပ်ပါလားဒီတဏှာငရဲဖွင့်ပေးနေတာဘောလာဘူးလားဒါကြောင့်ဒကာဓမ္မတို့ခမည်းတော်ကလည်းမသေးသေးလို့ပြင်းငိမ်လေးရှိတော့ပြန်ပေးလို့ဟိုခင်ဗျားတို့ဘိုးတွေဘွားတွေအမေတွေဖေတွေပြေးကုန်ကြကြံလုံးဒီဒုက္ခသစ္စာကြံလုံးနဲ့သေသွားတဲ့ပုဂ္ဂိုလ်ရှာမရှာလို့ဘာရဲ့သမီးကြံပြီးသေသွားတဲ့ပုဂ္ဂိုလ်တော့များလို့ဟောခုခါပဲများနေကြပါလိမ့်မလို့မေးဖို့မသိဘူးလားဘာမှမမင်းအခုအပဲကြီးပဲရင်းပြီဗလားဟောလို့ဒီကြံမလားဟုတ်
နားလေးခဲတာဖြင့်ယနေ့ကစပြီးတို့ဒီကားလို့ဆိုရင်ဘာလေးပေါ်ဘယ်လိုချမ်းမှုဟောခေါ်လာလေးကဖြစ်ပြပဲဒုက္ခသစ္စာပဲဒုက္ခဖြစ်ပြဒုက္ခသစ္စာကြံလုံးလေးကဘောရဒါဖြင့်ဒီဥစ္စာဒီကားလို့ဆိုလို့ချင်းကြံတတ်စီတတ်တာပြီသမာသင်္ကပ္ပကြံလို့မြင်တာဒီသမာဓိအကြံကောင်းကသမာသင်္ကပ္ပအကြံကောင်းတဲ့အမြင်မှန်ရတာကသမာဓိသမာဓိသမာသင်္ကပ္ပနဲ့ကြံလိုက်တော့သစ္စာပေါ်သည်ဖြစ်ပြပါသစ္စာဒီကအကြံကောင်းတဲ့အမှန်အမြင်ကောင်းကဘာပါလိမ့်မေကသစ္စာဆိုတော့မဲဟာဒီကိလေသာတွေမဖြတ်ဘူးဒီဘုံဘဝတွေရောဒါဖြင့်ကိလေသာဖြတ်ဘုံဘဝဖြတ်လို့ရှိရင်ဒကာဓမ္မတို့သမုဒိယနဲ့ဒုက္ခချုပ်ဘယ်နဲ့ဆိုရဟောငါနိဗ္ဗာန်မှာရောက်ပါမလားဒီကြံလုံးနဲ့လို့မေးနေကြလို့သေးဒါဖြင့်အကြံစီပြောင်းပြသမ်းပါဦးဒါတည်းကြည်တယ်မကောင်းလို့ပိုးတယ်ပြောက်ဖို့မကြံနဲ့အဲ့ဒါမဟုတ်ဘူးရိပ်ပြီဗလားဒါပဲကြံစီပါလိမ့်မလို့ဆိုတာရိပ်မိကြဒါဒီလောကအကြံစီမှတော့ပါကာမဝိတ္တဗျာပါဒဝိတ္တဝိဉ္ဇဝိတ္တဆိုတဲ့အကြံစီမှတော့ပါနေကမဝိတ္တအဗျာပါဒဝိတ္တအဝိဉ္ဇဝိတ္တဆိုတဲ့မဲ့အကြံစီနဲ့ကြံစမ်းပါပြောင်းလိုက်ပါသဘောပါလားဒါဖြင့်တခါကျရင်အသက်ကြီးမှာပဲကြံဖို့စီပုံနည်းလေးနည်းမှန်ရပြီတော့ငကိုကပြန်မိဘရိုးရအတိုင်းဖြင့်တခါတည်းတခါကျတော့အကြံကြီးသမားဆိုအောင်ကြံကြီးတော့ဒေဝကြည့်တာပေါ့ဗျာခင်ဗျားတို့ကဟိုဒေဝပြန်နေသေးလားသူ့ဒေဝကြည့်တယ်ကားဒေဝကြည့်တယ်နဲ့ပြန်နေသေးလားကဲဒါလေးယနေ့တရားမှာဒကာဓမ္မတို့ကြံကုန်ဟာဒကာသိမကတဲ့ဖြစ်တိုင်းပြည့်တိုင်းသိနေတဲ့ကြံလုံးလေးကဘာပါလဲဖြစ်ပြကဘာသစ္စာကြံတိုင်းကြံလုံးလေးတွေကသူကြံလိုက်တဲ့အခါကျတော့အရင်လိုပရိစ္ဆေသမုပ္ပါတန်းသေးတယ်လားပြတ်တော့ပရိစ္ဆေသမုပ္ပါပြတ်တာလေမြေရောတာပရိစ္ဆေသမုပ္ပါပြတ်တာလေဟောတရားဓမ္မကိုပယ်ဖို့တတ်မှာလေဒါကြံလုံးတစ်ခုတည်းနဲ့နိဗ္ဗာန်သွားဖို့သဘောညာရောက်ကြယနေ့ကသာပြီးဘုန်းကြီးတို့ဓမ္မတွေအဲ့ရတယ်ဝင်တော့မယ်ဆိုလို့ရှိရင်ဖြင့်ဆရာဘုန်းကြီးမှာတဲ့တိုင်ဘုရားမှာတဲ့တိုင်နေ့လေကဈေးတွေကဟာတွေသိမတွေကဟာတွေဒီကကျွဲအဲ့ရတယ်မပါစီနဲ့နေရဒီရရီစိတ်ဝင်ကဟာတွေဒီကတဲ့ဘယ်လိုမှာအဲ့ရတယ်မပါစီနဲ့ပါရင်အိပ်ပြောမှာပေါ့ဘာလဲဒီအိပ်ပြောမှာမဟုတ်ဘူးဆိုတော့ဘောကြအိပ်မပြောတာဒီဘာတော့လို့မေးတဲ့ခါကျတော့သောကံနဲ့သောလားရှင်းမလားအိပ်မပြောတာဘာပါလဲသဘောပါကောင်းပြီဒါဖြင့်မင်းနေရမဟုတ်ဘူးဆိုပြီးဒီကလာဒီနေရာတို့ဆရာဘုန်းကြီးခိုင်းတဲ့နေရာဘုရားသခင်ကိုရမေကြီးကဒီလိုကြံစီပြီးအကြံပြောင်းရမယ်နေရာဖြစ်တော့ကြောင့်တောင်းတောင်းပါမှနဲ့ပဲမင်းမလာပါနဲ့ကွာလေထားတယ်နင်မအဲ့ရတဲ့ကနေပြီသူကဘယ်ရဖွင့်မလို့လိုက်ရမင်းတနေ့လုံးသေးကြရဲမှာပြန်ဘယ်ရဖွင့်ပေးခဲ့ရတာတဏှာလောဘကနာများခဲ့တယ်တို့လည်းမင်းအပယ်တဲ့ကြအောင်အဲ့ရတဲ့ကနေဖွင့်လို့မယ်သူပြီးလိုက်တာဘလောက်များဆိုးတယ်ဆိုတာပေါ်လာအဲ့ဒါဓမ္မတွေကဘာမှမသိတဲ့ဓမ္မတွေကြတော့သူတို့ကောင်းသောရောင်းဝယ်ဖြစ်မှာပဲကောင်းသောမြတ်ချက်လို့ဒီအိမ်ကြလာပြန်တယ်တပတ်စိတ်မှတော့မထားပါဘူးကိုရောင်းဝယ်လေးနေချင်းတွေ့ပြီးအိတ်လိုက်တာပါရဲ့နည်းနည်းချင်းအမလေးတွေကဓမ္မတွေကကျနည်းနည်းချင်းလာများကြီးပါသဘောပါလားအမှန်တော့မသိပါဘူးလားဟဲ့ဒါဖြင့်ကြံကြင်ပါလက်တော့ကြံအဲ့ရင်ခင်ဗျားတို့ခန္ဓာပေါ်လေပြီဘာတွေပေါ်လေရှိတန်ခိတေနပြင်စုပါဒနခန္ဓာပြီဒုက္ခတည်းခင်ဗျားတို့တဏ္ဍာခန္ဓာ၅ပါးပဲရှိပါတယ်အဲ့ဒါပေါ်ခြင်းတာတော့ပေါ်ပါလိမ့်မယ်ပေါ်တာဒုက္ခသစ္စာဆိုတာသုံးတဲ့ချက်ချရှင်းမလားသုံးတဲ့ချက်ချတာကမဂ္ဂသစ္စာပေါ်တာကအာလုံးဒုက္ခသစ္စာကြီးပဲလို့ညာနဲ့ပေါ်တိုင်းသုံးတဲ့ချက်ချတာကြံကျင်လို့ရှိရင်ဖြင့်ဒါဘာသစ္စာပါလဲဒါဘာသစ္စာပါလဲကြံပါကြံတော့ကြံလုံးကဘာသစ္စာလားဖြစ်မဂ္ဂသစ္စာလားဖြစ်အကြံခံရတာက
အကြံဉာဏ်ကအဲ့ဒီလိုဆိုတော့အဲ့ရတယ်ပဲမဲ့ရဒကာဓမ္မတို့ဘယ်နေရာမဲ့ရဘောပါလို့ဒါဖြင့်ခင်ဗျားတို့ဒီအဲ့ရတယ်လေမဲ့ရမယ်ဆိုလို့ရှိရင်ဖြင့်အဲ့ရတယ်မှာခင်ဗျားတို့စိတ်ပေါင်းဘယ်လောက်ပေါ်မပေါ်သေးဘူးဒုက္ခသစ္စာကြီးလည်းရှုချင်ပေါ်သေးဘူးဒုက္ခသစ္စာကြီးရှုပြီးချလိုက်တဲ့အခါကျတော့ကိုယ်မှမဲ့ပေါင်းဘယ်လောက်ရဒါကြောင့်မဲ့လေကိလေသာကိုတဖြည်းဖြည်းပါနေတယ်ဆိုတာသဘောကျလူကြီးများလို့ရှင်းပြကိလေသာအကုန်မပြောက်ဘူးအကုန်ပြောက်ရင်ကိလေသာချုပ်ငိမ့်တာဘာခေါ်ကြဟောအကြံကောင်းလို့ရှင်းနိဗ္ဗာန်ရောက်ဒကာဓမ္မတို့အကြံကောင်းရင်နိဗ္ဗာန်ရောက်တယ်ဆိုတာသိကြဗလားဒါရင်ဘုန်းကြီးဒကာဓမ္မတွေအဲ့ရတဲ့မှာကြံတတ်ပါဘုရားဒကာဓမ္မတွေကကျွေးကလေးတွေနဲ့အိမ်နေလို့ရှိရင်ခင်ဗျားတို့ကလည်းသွားတာနဲ့ဖြစ်လိုက်တယ်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ရောက်မှသူတို့ကြားစီမရှိဘူးအိမ်ကဖိုးလိုက်တာပဲတို့အမြင်ကြမ်းရတာဒေဟိုမှရပါမလားအမလေးကြောက်ရအောင်ပြရှုပ်သေးတော့မဆိုးလားအဲ့ဒါကြောင့်ဒကာဓမ္မတွေခင်ဗျားတို့ကတော့ပြန်လူကြီးကုန်ယူတာပဲပြန်ရက်ကပြန်ခင်ဗျားတို့ကြံတာပူသေးကပြန်အပေတကားခွင့်တယ်မထိုးပါဘူးလားဒါဖြင့်သစ္စာကြံမှုမှာတပါလောကီကြံမှုကိုဖြင့်အဲ့ရထဲမှာလျှော့လိုက်ပါဝါဘူးလို့ဆိုတော့တနေ့လုံးပဲအပေသွားဖို့လုပ်တယ်လုပ်ပြီးပေါ့တခါကျွေရညနေလေးဖြစ်ခဲ့လို့ချင်းညလေးဖြစ်တယ်ဦးမယ်ချင်းတော်နိုင်ပါဘူးအမှန်မဆိုးရပဲအဲဒီဒါဖြင့်ဘုရားနာပေါ်တဲ့စိတ်ဟူစိတ်ကိုဖြင့်ဘာစိတ်ပေါ်ဒုက္ခသစ္စာရှိပေါ်တဲ့စိတ်ဟူစိတ်မရှိပါဘူးလားအဲတော့ရှုခံရတာကရှုတဲ့ညာကရှုခံရတာရှုညာကအဲတော့ခင်ဗျားတို့ကံမှာဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့သိနေတော့သမုဒယသစ္စာကအလိုလိုသိပါနိရောဓသစ္စာကလည်းသမုဒယသာချုပ်လို့ဖြင့်သူလာပါတော့မယ်လို့တောင်းမခံတော်လဲသူစီလာခဲ့တော့မခေါ်တော်လေးခေါ်ပြီးကဲဆိုဧကံရောက်တကယ်ရောက်ရမယ်ဆိုတာဒကာဓမ္မတွေဘာမှမငြင်းပါနဲ့ရှင်းမလားဒါဖြင့်ဒီနေ့တရားမှာဖြင့်ဒကာတဲ့ဘာတွေဟောကြံမုံစီကိုဟောတဲ့တရားဘာဟောကြောင့်ကာမဝိတ္တဆိုတဲ့ငွေရရောက်မကြမှာနဲ့ဗျာပါရဝိတ္တဆိုတဲ့ဒီပြီးကုံနေရဖြင့်ကျုံတော်မှထင်တယ်ဆိုတဲ့ကြံလုံးတွေကိုအဲ့ဒါဗျာသာရဝိတ္တဝိဉ္ဇဝိတ္တဆိုတာကတော့ဖြင့်ဒကာဓမ္မတို့သူတို့ကချိုးဖက်ပြီးတော့မှနှိမ့်နှင်းပြီးမှရောင်းမဲ့အသွားမျိုးကဘာပါလိမ့်အဲ့ဒီကြံလုံးကိုချော့ပြီးကာလနိဂမဝိတ္တနိဗ္ဗာန်မဲ့ထွက်မှာကွာအဗျာပါရဝိတ္တဆိုတဲ့သူတို့ကသနာမကွာအဝိဉ္ဇဝိတ္တဆိုတော့သူတို့ကမငြင်းသေးဘူးဆိုတဲ့ကြံစီလုံး၃မျိုးနဲ့ကြံစီရင်လည်းကောင်းဘုံဘုအဲ့ဒါတွေကရှည်သေးတယ်သမထခတ်ဆံဆံဖြစ်နေသေးတယ်ဘောလာတဲ့ဓမ္မဘာသစ္စာပါလိမ့်မလဲကကြံပြီလို့ရမလားဘောလာတဲ့ဓမ္မကြံတော့ဘာသစ္စာလို့တွေ့ရဟောခန္ဓာကိုယ်ရင်ပေါ်လေသေးဒုက္ခသစ္စာသိလေသေးကသိလေသေးကဟောဒီလိုတော်လေးချင်းဒကာဓမ္မတို့အကြံကောင်းတာနဲ့နိဗ္ဗာန်ကြီးဒါကြောင့်နိဗ္ဗာန်ရောက်တဲ့တရားကသမာသင်္ကပ္ပဆိုတာအတော်ကြီးကြီးသူကြံကောင်းမှရဲ့သူကြံကောင်းမှဒကာဓမ္မတို့သမာဓိဋ္ဌိထက်တယ်နော်ဒါကြောင့်သမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပမှာဥပရိပါဏလာပါဠိကပညာမဲ့ခင်နှစ်ပါးကွာဒါတဲ့ဆိုလိုက်ပါအကြံကောင်းကအမှန်မြင်တာကိုအကြံမကောင်းရဲ့ဒါကြောင့်ကြံတာပါဘာကပေါ်လာတာခင်ဗျားတို့ကနာဘာတွေပေါ်လာလဲအဲ့ဒါသမာဓိကပါခေါင်းဆောင်လို့အကြံကောင်းတဲ့ကြံလေးကိုသမာဓိဋ္ဌိကဒုက္ခသစ္စာလို့မြင်လာရောအကြံမားကဒုက္ခသစ္စာလို့သိတော့အမြင်သမားကအော်ဟုတ်သားပဲလို့လိုက်ကဘာကြမျက်မှန်နဲ့မျက်လုံးတော့မှတ်လိုက်တဲ့တကယ်တွေ့မျက်မှန်ကောင်းမျက်လုံးဝဲတဲ့ပုဂ္ဂိုလ်မှာမျက်မှန်မကောင်းလို့ရှိရင်ပြင်မြင်လိုက်တာမြင်သေးရဲ့ဒါဖြင့်မျက်လုံးနဲ့မျက်မှန်တွေတွေ့ရဲ့အကူအညီပေးတဲ့မျက်မှန်ကလည်းအကူအညီပေးဘူးလားမျက်မှန်ကမြင်တာလားမျက်လုံးကမြင်တာလားဒါမျက်မှန်ကအကူအညီပေးသမားမျက်လုံးကမြင်သမားဘာကြောင့်နိဗ္ဗာန်သွားကြလို့ရှိရင်သမာသင်္ကပ္ပမျက်မှန်နဲ့သမာဓိမျက်လုံးမတွဲရင်ရကုန်မရဘူး
ရိပ်မရဘူး။ဒါဖြစ်ပြကပါသေးတာသမာဓိသမာသင်္ကပ္ပကအကြံကောင်းကြတယ်နောက်သမှုရိယာတွေသေးတာကသမှုရိယာချုပ်တယ်သမှုရိယာချုပ်လို့နောက်ခန္ဓာမလာတာကရိပ်မိဗလားယနေ့ပြန်အိယာတွေရောက်နေတယ်ပြန်ဒီဟာပဲကြံတော့မယ်ဆိုပြီးသုံးရတဲ့ကြပြန်ညာ